ကျမမိတ်ဆွေများလုံးမင်္ဂလာပါနော်ကျမမိတ်ဆွေတွေမှာနော်ညီမလေးတွေမောင်လေးတွေအချစ်ရေးအစင်မပြေကြတာတွေအိမ်တော်ရေးအစင်မပြေကြတာတွေပေါ့အများအပြားတွေ့ရတယ်မြင်ရတယ်ကြားရတယ်နော်ကျမရှိမှလည်းလာရောက်ပြီးတော့ကြည်ကြတယ်ပေါ့နော်အဲ့တော့ကျမမိတ်ဆွေများကိုကျမကအကြံပေးခြင်းနဲ့ဒီအခုတစောင်းမုံလာပြေးနေဆိုတာကနက်ခတ်စုံနဲ့လာပြည့်ဖြစ်ပါတယ်เนาะလက်ခတ်တွေစုံနေတဲ့လာပြည့်ဖြစ်တယ်ထူးခြားတဲ့လာတလလည်းဖြစ်တယ်เนาะဒီတစောင်းမုံလာဆိုတာအင်မတန်ကိုအကျိုးအများကြီးရှိပါတယ်เนาะအဲ့တော့တစောင်းမုံလာပြည့်နေကိုလက်မလွတ်ကြပါနဲ့အိမ်တော်ရေးအစင်မပြေကြတာတွေစီးပွားရေးတွေအစင်မပြေကြတာတွေမိန်းကလေးတွေပေါ့ကိုယောက်ျားကိုပေါ်မှာချစ်ခင်မျက်နှာလာအောင်เนาะပြုလုပ်လို့ရတယ်အဲ့ဒါကဘာလို့ ရလဲဆိုရင်ကျမတို့လာရောင်လှုံပေးရမယ်เนาะလာရောင်လှုံပေးရမယ်အဲ့တော့နေဟာတဲ့เนาะအဖို့ဓာတ်ကိုဖြစ်စေတယ်လာကြတော့အမဓာတ်ကိုဖြစ်စေတယ်အဲ့တော့နေကိုပုံပြုပြီးရေးတဲ့စာကိုစာဖို့လို့ခေါ်တယ်လာကိုပုံပြုပြီးတော့ရေးတဲ့အခါရေးတဲ့စာကိုကြတော့ကျမတို့ကစာမလို့ခေါ်တယ်အဲဒါကြောင့်မို့စာဖို့စာမဆိုတာနေလနှစ်ပါးကိုပြောတာเนาะအဲ့တော့နေမှာလည်းအစွမ်းရှိတယ်လို့ကျမတို့လာမှာလည်းအစွမ်းရှိတယ်အဲ့တော့လာတောင်မှပဲရိုးရိုးလာမဟုတ်ဘူးကျမတို့တပေါင်းလာရဲ့တစောင်းမုံလာရဲ့အဲ့ဒီလာနှစ်ခုကအရန်ကိုထူကြတယ်တပေါင်းလာကြတော့ကျမတို့ပေါင်းစည်းတဲ့ဓာတ်တွေရတယ်เนาะလင်းမယားကွဲတာတွေချစ်တူနဲ့ဥကွဲတာတွေတပေါင်းလာပြင်းညမှာတစ်ခါထပ်လုပ်မယ်အခုတစောင်းမုံလာပြင်းညမှာလည်းတစ်ခါထပ်ပြီးတော့ကျမတို့လာကိုအသုံးချမယ်เนาะအဲ့တော့လာရောင်လှုံတဲ့အကျိုးကျေးဇူးကိုပြောရမယ်ဆိုလို့ရှိရင်ကျမတို့မိန်းကလေးတွေကเนาะလာရောင်လှုံလိုက်တဲ့အခါမှာသမုတ်တရားရေများကိုစွမ်းငင်တယ်လို့ပဲကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ရိုးရင်းချင်စီเนาะရိုးရင်းချင်စီနဲ့အိမ်ပိုင်းမှာရှိတဲ့ဥတုပန်းရီတို့ဟာလာရဲ့စွဲအားကြောင့်သူတို့ရဲ့စွမ်းအားတွေဟာကြွတက်လာတယ်အဲ့ဒီမှာမိန်းကလေးတွေကလူပြူလာတယ်အလှတွေတိုးလာတယ်အသားရည်တွေလှပလာတယ်ပါးရင်သားကြီးတွန့်လာတယ်ပြည့်ပြစ်လာတယ်ဒါကြောင့်လာရအောင်လှုံပေးပါနောက်တစ်ခုကကျမတို့ကိုယ့်ချစ်သူနဲ့လာရအောင်လှုံပေးခြင်းအပြင်ကျမတို့မှာစွဲဓာတ်တွေတိုးပွားစေပါရဲ့စွဲငင်အားတွေညှို့ဓာတ်တွေကျမတို့မှာရှိစေပါတယ်အထူးသဖြင့်မိန်းကလေးတွေမှာအလှတိုးစေတယ်နော်လူချစ်လူခင်ပေါ်များတဲ့ညှို့ဓာတ်တွေစွဲတဲ့ဓာတ်တွေဟာလာရောင်လှုံလိုက်ခြင်းအဖြစ်အများအပြားရရှိစေပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့မိန်းကလေးတွေအသက်ရှိခြင်းနဲ့ဆိုရင်တဲ့လာပြေးနေတိုင်းလာရောင်လှုံပေးပါတဲ့ဒါဆိုရင်သူတို့ကအသက်ရှိတယ်အလှတိုးစေတယ်နုပြိုစေတယ်နုပြိုစေတယ်ဆိုတာနုပြိစေတောင်မှနုပြိုတာမဟုတ်ဘူးလာရောင်လှုံရင်လည်းနုပြိုစေတယ်နုပြိုစေတယ်သူတို့ကဒီရှိရင်ထက်အသက်ထက်ကိုသူတို့ကနုပြိုတာနော်အဲ့တော့မိန်းကလေးယောက်ျားလေးတွေကသူတို့အမျိုးသမီးတွေပေါ်မှာတဖြည်းဖြည်းနဲ့စိတ်မချလာအောင်ဘာဖြစ်လို့လဲဆိုတော့သူတို့မိန်းမကမအိုဝါပဲနဲ့ကြည်နဲ့လှနေတာကြည်နဲ့သူတို့မျက်စိထဲမှာချောလာတာနုပြိုလာတာအဲ့လိုမြင်လာတဲ့အတွက်တဲ့မိမိရဲ့အမျိုးသားပဲဖြစ်ဖြစ်မိမိရဲ့ချစ်သူပဲဖြစ်ဖြစ်တဲ့မိမိကိုစိတ်မချဖြစ်လာတယ်เนาะအဲ့ဒါလာရောင်လှုံပေးခြင်းရဲ့စွမ်းအားကြောင့်ပဲစွဲအားကြောင့်ညှို့အားကြောင့်ပဲဒါကြောင့်ကျမတို့အမျိုးသမီးတွေလှုပ်ဝက်ချက်အနေနဲ့လာရောင်လှုံပေးပါလာရောင်လှုံတယ်ဆိုတာတချို့ကအယူမှားတယ်เนาะဘာအင်းဒီမှာမဝေရဘူးဒီတိုင်းလှုံရတာအမှန်မဟုတ်ဘူးကျမတို့ကဇာပါလေးလွှတ်လေးဝတ်လို့ရတယ်เนาะလာပြီးည12 နာရီလာကိုကောင်းပေါ်ရောက်တဲ့အခါမှာကိုကလွတ်လက်ပေါ်ပါတဲ့ညဝတ်အင်ကြီးကိုဝတ်ဆင်ထားရမယ်
နောက်တစ်ခုကကြတော့တကူရည်တန်ရှင်းမှုကိုပြုလုပ်ထားရမယ်အဲ့တော့ကျမတို့လာရောင်လှုံမယ်သပင်ဆိုရင်လည်းကျမတို့ချီနှောင်ထားတာမျိုးမဖြစ်စေရအောင်နော်ကျမတို့ခန္ဓာကိုယ်မှာဒီလိုရှင်းတွေလူထားတာတို့နော်လာနဲ့ဓာတ်ရိုက်ထိတွေ့မှာလေလာရောင်ရဲ့လာရဲ့စွမ်းအားတွေကျမတို့ရဲ့ခန္ဓာကိုယ်တွေကိုဓာတ်ရိုက်ထိတွေ့စေဖို့အတွက်လိုရှင်းလူတာတွေတနခါလူတာတွေလုပ်လို့မရအောင်နော်အဲ့တော့လာရောင်လှုံမယ်လာရောင်လှုံပေးပါယောက်ျားလေးလှုံရင်ယောက်ျားလေးလည်းအကျိုးကျေးဇူးရမယ်မိန်းကလေးလှုံရင်မိန်းကလေးလည်းအခုပြောတဲ့အကျိုးကျေးဇူးတွေရရှိပဲဒါပေမဲ့တတိထားပြီးတော့လှုံပေးပါမကြလှုံပေးပါတခါတည်းလှုပ်ပြီးတက်လုံးအကျိုးကျေးဇူးရမှာတော့မဟုတ်ဘူးပေါ့ကို့မှာစွမ်းအားတွေတိုးပွားစီဖို့အတွက်တော့လာပြင်းနေတိုင်းလှုံဖို့အရေးကြီးတယ်လှုံတိုင်းမှာလည်းချီရေးအဆင်ပြေပါစေလာနဲ့သမီးကိုတိုင်တယ်ပြီးတော့ဆူတောင်းပေးလို့ရပါတယ်နောက်တစ်ခုအနေနဲ့ကကျမတို့လာရောင်လှုံပြီးသွားပြီလာရောင်လှုံပြီးသွားတာနဲ့မပြီးသေးဘူးနော်လာရောင်အခုနပြောတယ်မလားကျမတို့စဖို့စာမဆိုတာနေလ2ပါးလာရောင်လှုံပြီးသွားပြီဆိုရင်ကျမတို့နောက်ရက်ကျရင်နေရောင်ကြီးလေးကိုလည်းထွက်ခါစနေရောင်ကြီးလေးကိုလည်းလှုံပေးရမှာဖြစ်ပါတယ်ဒါမှစွမ်းအားတွေကကိုယ့်ရဲ့ခန္ဓာကိုယ်မှာညီမျှသွားမှာဖြစ်ပါတယ်ကိုယ်မှာစွမ်းအားရဲ့ညီတူမျှတူရှိနေပါလာရဲ့စွမ်းအားတွေလည်းကိုယ်မှာရှိသေးတယ်နေရဲ့စွမ်းအားတွေလည်းကိုယ်မှာရရှိနေပါတယ်ဒါကြောင့်ကျမတို့နေရောင်ကြီးကိုလှုံမယ်ဆိုရင်သူကအတွန်းတက်ကိုရစေပါတယ်တွန်းကန်အားပေါ့တွန်းတဲ့တက်ပေါ့နော်အဲ့ဒီတက်ကိုရရှိစေတယ်သူကအဖို့တက်ကိုဖြစ်တဲ့အတွက်ကျမတို့မှာတတ္တိရရှိတာတယ်စိတ်တက်တွေခိုင်မာလာတယ်ကျမတို့ရဲ့ခန္ဓာကိုယ်အယိုးတွေကခိုင်ခန့်လာတယ်ဘာပဲဖြစ်ဖြစ်လာရောင်လှုံတာရဲ့နေရောင်ကြီးလှုံတာရဲ့ကျမတို့လူသားတွေပြုလုပ်တဲ့အရာလေးတစ်ခုဖြစ်ပါတယ်ကောင်းကျိုးတွေလည်းအများကြီးရရှိစေပါတယ်ကိုကအသက်ရှည်ခြင်းနဲ့ယောဂဝေဒနာတွေကင်းဝေးခြင်းနဲ့အလှနော်နုပြိုခြင်းနဲ့ဘာပဲဖြစ်ဖြစ်ကျမတို့မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်လူချစ်လူခွင့်ပေါ်များခြင်းနဲ့ကိုယ့်ကိုကြည့်လိုက်တာနဲ့အကြည်တက်ကလေးတွေရခြင်းနဲ့ဒါဆိုရင်ကျမပြောတဲ့လာရောင်လည်းလှုံပေးရမယ်နေရောင်ကြီးကိုလည်းလှုံပေးရမယ်ကဲကျမမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှင်